အိမ်အတွက်နည်းနည်းလိုအပ်တာလေးတွေပေါ့နော်ချက်ဥဝယ်မယ်ချက်ဥကတက်မေတော့ကဝတ်စားတယ်သူကအလန်းကြိုက်တယ်အဲ့ဒါလေဝတ်စားတယ်ဝယ်မယ်ဝတ်စားတယ်ဟောဒီမှာတွေ့ပါတယ်ဝတ်စားတယ်စီနေများတော့ပေါ့စတယ်ပဲရှိတယ်ဒါလေးပဲလိုက်တယ်နော်ပပပေါ့စတယ်ကောင်းလေးတော့လောက်ပဲကြာကောင်းလေးတော့ကောင်း这个屁股应该不蛮难的。ကြည့်ပဲဆိုတော့ဒီကအနီးကြီးပါတယ်အလုံးကြီးကြည့်ရရှူရဲ့အနီးရဲ့နောက်ပေါင်းဝယ်အောင်မယ်ပြီးရလေးနည်းနည်းဝယ်ရတယ်ရတယ်ဟာကျေးဇူးပါရတယ်ထိတ်ပေးမယ်နော်ထိတ်ပေးအောင်ဟုတ်တယ်မေးနော်တရားပါဝါကွဲဝါကျဥရဲ့တက်တော့ဖြူလေးရဲ့ဝတ်စာတည်းဘာဝရအောင်လဲ
ကြောက်တယ်တွဲဝဲဦးအော်ဖိုင်တွဲလေးရှိအဲ့ဒီ stationery မှာဖိုင်ရတယ်မရှိဘူးမရှိဘူးမရှိဘူးဖြစ်เสียနေနော်ဒါက12000ကျော်ချိုးမုတ်လို့စားလို့ထည့်ခဲ့对，比吧比。